ကဲကျွန်တော်ဒီမှာဒီຢာလေးကိုဒီ vector image လေးကိုကျွန်တော် color လေးထည့်ပြပေးပါမယ် color ထည့်ပြမယ်ဆိုတော့ဒီကောင်ကို select မှတ်လိုက်မယ် select မှတ်ပြီးတော့ကျွန်တော် layer ကိုအသစ်ပွားပေးလိုက်တယ် control C ယူရဲကျွန်တော်ဒါကို delete ပြန်လုပ် delete လုပ်လိုက်မယ်နော် delete ပြန်လုပ်ပြီးတော့ပြန်စားနေပြန်ပြမယ် okay ကျွန်တော်ဒါလေးကို unlock lock ဖြည့်လိုက်မယ်ဒါက layer တစ်ခုချင်းစီပေါ့နော် layer တစ်ခုချင်းဆိုကျွန်တော်ပြမယ်ဒီထဲမှာဆိုရင်ဒီ gray အတွက်ကို layer တစ်ခုရှိမယ်ဒီ black အတွက်ကို layer တစ်ခုရှိမယ်ပေါ့နော်နောက်ဆုံးနေနဲ့ဒီကြားထဲက mid tone ပေါ့ mid tone အတွက်ကို layer တစ်ခုရှိမယ်ပေါ့နော် layer ကဒီမှာ group ထဲမှာဆိုကျွန်တော်ကြည့်လိုက်တွေ့ပါတယ်နော် compound pad ကတစ်ခုရှိမယ် gray အတွက်ရှိမယ်ဒီမှာ color လေးပြထားတာပေါ့နော်ပြီးတော့ဒီမှာကျတော့ဒါ black အတွက်ပေါ့နော်နောက်ဆုံးတစ်ခုကကျတော့အဖြူပေါ့ white ပေါ့ white က white တွေကိုကျွန်တော် select same ဆိုပြီးတော့ fill color ကို select ကဒီမှာ white ကနှစ်ခုပဲရှိတယ်ပေါ့နော်ပြီးတော့ကျွန်တော် compound pad လေးလုပ်လိုက်မယ်ပေါ့နော် compound shape လေးလုပ်လိုက်မယ် expand လုပ်လိုက်မယ်အဲ့တော့သူ့ကိုအပြင်မှာကြည့်လိုက်တယ်ဆိုရင်ဒီမှာဖြူတွေပေါ့နော်ဖြူရှိမယ် gray ရှိမယ် black ရှိမယ်အဲ့တော့ဒီຢာတွေကိုကျွန်တော် align center ပေးလိုက်မယ်ပေးပြီးသွားရင်ကျွန်တော်ဒီຢာကြီးတစ်ခုလုံးကို copy control C နဲ့ copy ယူလိုက်မယ် control C နဲ့ဒီကောင်လေး lock ချပြီးတော့ဒါလေးကို select မှတ်လိုက်မယ်ဒီကောင်လေးကိုဒီ layer လေးကို select မှတ်ဖို့အတွက်အရေးကြီးရပါတော့မှာ control F ဆိုတော့ edit paste in place paste in front လည်းရတယ်ဒီ control shift command V နဲ့လည်းရတာပေါ့နော်အဲ့တော့ကျွန်တော်ဒီဟာလေးကို layer လေး off လိုက်မယ်သူ select မှတ်ထားမယ်အကုန်လုံးပြီးတော့ကျွန်တော်ဒီ recolor artwork ဆိုရဲဒီဟာလေးနှိပ်လိုက်ပါတော့နှိပ်လိုက်တဲ့ချိန်မှာဒီ box လေးပေါ်လာပေါ့ဒီမှာကျွန်တော်ဘယ်ကိုသွားမလဲဆိုတော့ advanced option နဲ့ကိုသွားမယ် generative recolor ပေါ့နော်ဒီမှာ AI ကနေပြီးတော့သူ auto ဟို default နေနေပေါ့နော် color လေးတွေဒီမှာဆို yellow submarine ရှိတယ် dark blue midnight ရှိတယ်အဲ့မှာကျွန်တော်ဒီ theme နဲ့ပတ်သက်တဲ့ဟာပေါ့သူကကျတော့နည်းနည်းဟိုပါပေါ့ဘယ်လိုပြောမလဲဆိုတော့ဒီဟိုပါပေါ့ serial ပုံစံမျိုးပေါ့ serialism ပုံစံမျိုးသွားတဲ့အတွက်ကြောင့်ကျွန်တော်ကဒီမှာဆိုရင်serial vibrant serialism ပေါ့နော်ဒါတော့မိတ်ဆွေကြိုက်တယ်လို့ပေးလို့ရပါတော့ okay vibrant serialism ပေါ့ generate ကျွန်တော်လုပ်လိုက်မယ်လုပ်လိုက်တဲ့ချိန်မှာသူ AI ကနေပြီးတော့ internet ရှိဖို့တော့လုပ်ပါတော့မိတ်ဆွေ internet တော့ဖွင့်ထားပြီးပေါ့ internet ဖွင့်ထားလိုက်ရင်သူကဒီသူ server မှာရှိတဲ့သူအဆင်ပြေဆုံးဟို color suggest ပြီးတော့ဒီ color လေးကျွန်တော်မစိုးဘူးပေါ့နော်သဘောကျတယ်အဲ့တော့ဒီ color ကျွန်တော်ယူလိုက်မယ်ယူပြီးတော့ကျွန်တော် adjust လေးနည်းနည်းပြန်လုပ်မယ်ပေါ့နော်ဒီမှာကျွန်တော် select မှတ်လိုက်မယ်ဒီကောင်လေးကသူ့ color ကဒီ muted back ကိုနည်းနည်းရောက်တော့ကျွန်တော် light back ကိုနည်းနည်းသွားကြတယ်ပေါ့နော် light back ကိုသွားပြီးတော့သူ့ကိုအရင် magenta ဘက်လည်းအရင်မတန်မဲနဲ့ပေါ့နော် pink ဆိုလည်းအရင် pink မဟုတ်တဲ့ဟာပေါ့ muted ပုံစံမျိုးပေါ့ light back ကိုကျွန်တော်သွားမယ်ပြီးတော့ဒီဟိုဟာကကျတော့ဒီအဖြူရောင်ပေါ့နော်ဖြူရောင်ကဒီ blue ပေါ့နော်အဲ့ blue ကိုကျတော့ကျွန်တော်ချိန်မယ် blue ကို select မှတ်လိုက်မယ် select same fade color ပေါ့နော်ဒီကောင်ကသူ highlight ဆိုတော့ highlight ဖြစ်ဆုံးပေါ့နော်သူကအဲ့လောက်သွားမှာပေါ့နော်အဲ့ပုံစံမျိုးပေါ့ဒါတော့မိတ်ဆွေကြိုက်တယ်လို့မျိုးချိန်လို့ရပါတော့ကျွန်တော်ဒီနည်းနည်း mute ဖြစ်တဲ့အဲ့လို highlight လေးကိုသဘောကျပါဘောနော်ဒီကောင်လေးကိုပြန်နှိပ်ပေးရပါတယ်ဒီဟာလေးကကြတော့သူကခေါင်းမောင်း color ရဲ့သူက outer range အပြင်ကိုရောက်သွားတယ်ဆိုတော့သူတကယ် print ထုတ်ရင်ဒီ color ကဟိုမဖြစ်ဘူးပေါ့နော်ဒီ color မရဘူးပေါ့အဲ့တော့ဒီ
ဒီအားလေးကိုနှိပ်လိုက်တဲ့အချိန်မှာကျွန်တော်တို့တကယ်လက်ရှိ print ထုတ်တယ်ဆိုရင်ဟိုဟာပြပေးတဲ့ဟိုပါပေါ့အဖြစ်နိုင်ဆုံး color ကိုသူပြပြီးတော့ဒီမှာလဲဟို color code လေးပေးထားရပါတော့အဲ့တော့ဒီ design လေးကတော့ကျွန်တော်နည်းနည်းလေး adjust လုပ်ချင်သေးတယ်ဒီ color ကိုကျွန်တော်သိပ်မကြိုက်သေးဘူး select same fill color နည်းလေး adjust လုပ်ချင်သေးတယ်ကျွန်တော်ဒီကောင်လေးကိုနည်းလေး color wheel ထဲမှာပြန်ပြီးတော့ကျွန်တော် edit ဒီဘက်ကိုလှည့်ကျွန်တော် color wheel ဒီမှာဆိုရင်သူက pink နဲ့ကျွန်တော် surrealist ဆိုတော့နည်း maybe ဂျားရ triad color လေးပေါ့ triad color လေးကျွန်တော်သဘောကျတယ် triad color ကျတော့သူကနည်းနည်း strange ဖြစ်တဲ့ mode ကိုပေးရပါတော့ triad color ဒီ navy မဟုတ်ပေါ့ဒီ violet ဘက်နည်းနည်းသွားတဲ့ဟာမျိုးပေါ့သူကနည်းနည်း strange ဖြစ်တဲ့ color ကိုပေးတယ်ပေါ့ရန်ဟောလို့ရှိပေါ့နော်ဒါတော့ဒီမှာမိတ်ဆွေကြိုက်လို့ကစားလို့ရပါတော့ဒီမှာလည်းသူဟိုဟာတွေပေးထားပေါ့ဒီ slider တွေပေးထား slider တွေမှာ adjust ပြန်လုပ်လို့ရပါတော့ RGB color ကိုကိုယ့်ဘက်ကိုကစားလို့ရတယ်ကိုကွက်တီဒီဘက်မှာရိုက်ထည့်လိုက်လည်းရပါတော့ရိုက်ထည့်လိုက်လို့လည်းရတယ်ပြီးတော့ဒီဘက်မှာသူ့ရဲ့ဒီ library တွေရှိတယ်ပေါ့နော် library တွေဒီဘက်မှာဒီမှာ complementary ဆိုရင် complementary color ဘယ်လိုပြောင်းသွားမလဲပေါ့နော်ကျွန်တော်အမှ adjust လုပ်လို့ရအခုက1 color ဆိုတော့သူကဒီ color ကိုပဲပြပေးတယ်ပေါ့နော်ဒါပါတော့ကျွန်တော်အကယ်၍ဒါကဒီရောင်းလေးကျွန်တော်ကြိုက်တယ်ပေါ့ခဏ save ထားလိုက်ပြီးတော့ဒီကောင် copy ကူးလိုက်မှာပေါ့နော် copy ကူးပြီးတော့ကျွန်တော်ဒီဘေးမှာပြပေးမယ်ဆိုရင် recolor ထဲမှာ advanced option ထဲမှာကျွန်တော်ဒီကောင်လေး drop down list တွေနှိပ်လိုက်တယ်ဆိုရင်သူ harmony rules တွေရှိပေါ့နော် complementary ဆိုရင် complementary color range တွေကိုပြပြီးအကယ်၍ကျွန်တော်ဒီ color ကိုကြိုက်တယ်ဆိုရင်ဒီ color ကိုကျွန်တော် drag လိုက်လို့လုပ်ရပါတော့ drag လုပ်လိုက်ပြီးတော့အဲ့ဒါကိုဒီ drag and drop ချလိုက်လို့ရပါတော့အဲ့ဒါဆိုရင်ဒီဟိုပါပေါ့ဒီ golden back ကိုနည်းနည်းသွားတဲ့ color လေးရမှာပေါ့နော်ပြီးတော့ကျွန်တော်ဒီမှာ left complementary ရှိတယ်သူဒီ AI ကနေပြီးတော့တခါတည်း AI ဆိုတော့ဒီ illustrator เนาะ illustrator သူ default ပါပြီးသားဟို AI မဟုတ်ဘူးဒီ illustrator default ပါပြီးသားသူ့မှာရှိတဲ့ဒီ preset တွေပေါ့เนาะမိတ်ဆွေကြိုက်သလိုမျိုးထည့်ပြီးတော့ color လုပ်လို့ရပါတယ် okay လောက်ဆိုရင်တော့ပြည့်စုံပြီလို့ထင်ပါတယ်ကျွန်တော်တို့ဒီ color လေး try ဒီမှာလေး tetrad color လေးလည်းလှတယ်သူအရောင် triad color လေးလည်းစမ်းတယ်ပေါ့နော်ဒါတော့မိတ်ဆွေကြိုက်တယ်လို့မျိုးစင်ပြီးလို့မျိုးစမ်းကြည့်လို့ရပါတော့ okay အဲ့တော့ lesson လေးရတော့ဒီလောက်ပါပဲစင်ပြေကြပါလိမ့်ဗျာ